ဟုတ်ကဲ့ပါကျွန်တော်အခုရောက်နေတာကတော့ The Crown Residence ကိုရောက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ The Crown Residence ရဲ့ဝင်ပေါက်နေရာလေးဖြစ်ပါတယ်ကျွန်တော်လမ်းကြည့်မယ်ဆိုရင်ဒါ Brahma Fall လမ်းမရောမြင်ရမှာဖြစ်ပါတယ်ဝင်ပေါက်နေရာလေးပါဒါလေးကတော့ဝင်ပေါက်ကနေလမ်းကြည့်ရင်မြင်ရတဲ့ The Crown Residence ရဲ့ project view လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ The Crown Residence Project ရဲ့ Agent Day ပွဲလေးပဲဖြစ်ပါတယ်ဒီပွဲလေးကိုတော့ Setup Phone Estate ကနေပြီးကြီးမှုကျင်းပတာဖြစ်ပြီးတော့ဒီပွဲလေးထဲမှာကြွရောက်လာတဲ့ဒီ agent တွေအကုန်လုံးပေါ့နော်ဒီပွဲရဲ့တာဝန်ရှိသူကနေပြီးတော့ဒီ project နဲ့ပတ်သက်တဲ့ information အစုံတွေကိုတည်တည်ချာချာရှင်းပြပေးနေရပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့အပေါ်တက်ရေကူးကန်အနေမြင်ရမယ်ဘန်ကောက်မြို့ရှုခင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကတော့ one bedroom လေးဖြစ်ပါတယ်ဝေဝင်ချင်း kitchen area လေးတွေ့ရမယ်ဝေရှော့ဆက်ရေခဲတက်တာပါပါမယ်ဒီဘက်ချမ်းမှာတော့ bathroom လေးဖြစ်ပါတယ်ဒီချိုကန်အိမ်သာတွေ့ရပါပါမယ်ထဲဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ dining table လေးတွေ့ရမယ်ဆက်သွားလိုက်မယ်ဆိုရင် television လေးနဲ့ကျွန်တော်တို့စာကြည့်ကုန်ဖြစ်သုံးပြလို့ရမယ်ခုံလေးရယ် window view လေးရယ်ပါဗျဒီဘက်ကတော့ bedroom လေးပေါ့နော်ဗီဒီယိုတွေပါမယ်ဒါကတော့ one bedroom လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ The Crown Residence Project လေးက Rama Fall လမ်းမပေါ်မှာရှိပြီးတော့ MRT Nominee Station နဲ့လည်းနေပါတယ်ပြီးအနီးနားမှာစင်ကာပူတန်ယုံတို့ One Bangkok တို့လိုနေရာမျိုးတွေလည်းရှိတယ်ရောင်းချပေးသွားမယ့်အခန်းတွေကတော့9လွန်ကနေပြီးတော့28လွန်အတွင်းအခန်းတွေရောင်းချပေးသွားမှာဖြစ်ပါတယ်ရောင်းချပေးမယ့်အခန်းရေအတွက်ကတော့188ခန်းတိတိဖြစ်ပါတယ်ဒါကမှဈေးနှုန်းအနေနဲ့ဆိုရင်1 square meter ကိုထိုင်းဘတ်ငွေ389,900နေပြီးတော့စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ် free hold ဖြစ်ပါတယ်ဟုတ်ကဲ့ပါအခန်းမျိုးစားတွေအနေနဲ့1 bedroom ကို small medium large ပြီးတော့2 bedroom ကိုလည်း small medium large ဆိုပြီးတော့ရွေးချယ်ဝယ်ယူနိုင်ပါတယ်location လည်းကောင်းတယ်ရောင်းချပေးမယ့်အခန်းကလည်း188ခန်းတိတိ unit ဖြစ်တယ်ပြီးတော့ဒီ free hold လည်းရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့အကယ်၍များစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ property and beyond ကိုဆက်သွယ်နိုင်ပါတယ်ကျွန်တော်ကတော့ property and beyond က Norris ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်